အာသနာတော်နှစ်2565နှစ်ကောဇာတက္ကရာ1383ခုနှစ်တဘိုးတွဲလာဆန်း3ရက်2022ခုနှစ်ဖေဖော်ဝါရီလ3ရက်ဇာတာပတိနေ့၌အွန်လိုင်းမှာဟောကြားအပ်သောဘုရားဟောကြားကိုကျင်းစာတရားအကြောင်းတရားဒေသနာတော်လောကမှာလူတော်လူကောင်းဖြစ်ဖို့ရာနံပါတ်1အရေးကြီးဆုံးကကိုကျင်းစာတရားပဲဖြစ်တယ်နံပါတ်2ကကံကံဤအကျိုးကိုယုံကြည်မှုအဲ့ဒီနှစ်ခုကလူတော်လူကောင်းဖြစ်ဖို့အတွက်အခြေခံအပြင်အရေးပါတယ်လို့ပြောကိုကျင်းစာတရားဆိုတာအရာရာမှာလူတွေဟာကိုကျင်းစာတတ်ပြီဆိုလို့ရှိရင်တစ်ဖက်သားပေါ်မကောင်းတာတွေလုံးဝမဟုတ်ဘူးမကောင်းတဲ့အနေနဲ့ဆက်ဆံကြမှာမဟုတ်ဘူးမိမိမကြိုက်တဲ့အလုပ်ကိုသူတို့ဟာကိုပြုလုပ်ကြမှာမဟုတ်ဘူးအဲ့တော့ကိုကျင်းစာတရားထားလိုက်မယ်ဆိုရင်လူတော်လူကောင်းဖြစ်ဖို့ရာဆိုအခွင့်အလမ်းရှိတယ်ပေါ့အဲ့တော့အခြေခံအပြင်ကိုကျင်းစာတရားဆိုတာလည်းမြတ်စွာဘုရားဟောကြားခဲ့တာဖြစ်တယ်ကိုကျင်းစာဆိုတာဘယ်အရာပဲဖြစ်ဖြစ်ကိုကြိုက်တာကိုမကြိုက်တာကိုကြိုက်ခြင်းမကြိုက်ခြင်းနှစ်ခုပေါ်မှာအခြေခံပြီးတော့တစ်ဖက်သားပေါ်မှာစာနာထောက်ထားတာငါမကြိုက်တဲ့အလုပ်သူလည်းကြိုက်မှာမဟုတ်ဘူးငါကြိုက်တဲ့ဟာသူလည်းကြိုက်မယ်ဆိုလိုတာလူအများစုနဲ့ပြောမယ်ဆိုရင်ဘာကိုကြိုက်ပြီးဘာကိုမကြိုက်တာတော့ဆိုရင်ဆင်းရဲတာကိုလူတိုင်းကမကြိုက်ဘူးချမ်းသာတာကိုပဲကြိုက်တယ်ဆင်းရဲဒုက္ခကိုလူတိုင်းဟာရှင်မုန်းကြတယ်ချမ်းသာဒုက္ခကိုလူတိုင်းကတန်ဖိုးထားကြတယ်အဲ့တော့ကိုကြိုက်တာချမ်းသာကိုကြိုက်တာချမ်းသာသူများလည်းပဲချမ်းသာဒုက္ခကိုကြိုက်မှာပဲဆိုကိုကျင်းစာတရားနဲ့သူများဒုက္ခရောက်အောင်မလုပ်တော့ဘူးပေါ့သူတို့ဆိုလိုတယ်ကိုကြိုက်သူကြိုက်ကောင်းကျိုးချမ်းသာဆိုတာလူတိုင်းကြိုက်ကြတာမို့အဲ့တော့ကိုမကြိုက်တာကိုလူတွေကကိုကြိုက်တာကိုမလုပ်ဘဲနဲ့ကိုမကြိုက်တာသူများပေါ်ကြတော့လှုပ်လေလှုပ်တာရှိကြတယ်ဥပမာမယ်ကိုလာဆိုင်ရင်မကြိုက်ကြဘူးမခံနိုင်ကြဘူးကိုကိုအပြစ်ပြောရင်မကြိုက်ကြဘူးမခံနိုင်ကြဘူးသို့သောသူများကိုတော့အလွယ်တကူဆဲရေးတွေရှိကြတယ်သူများကိုအလွယ်တကူဆဲရေးတွေရှိကြတယ်အဲ့တော့ကိုမကြိုက်တာကိုသူများလှုပ်တာဟာကိုကျင်းစာတရားမရှိလို့သာဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားကိုကျင်းစာတရားကိုလည်းဟောတာဖြစ်တယ်နောက်တစ်ခါကံကံဤအကျိုးဆိုတာအရုံးကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်မကောင်းတာလုပ်လို့ရှိရင်မကောင်းကျိုးရတယ်ကိုယ်တိုင်ကိုယ်ကခံယူချက်ရှိရကောင်းတာလုပ်မှကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရလိမ့်မယ်ဆိုရင်လူတိုင်းဟာကောင်းကျိုးချမ်းသာကိုလိုလားကြတာဖြစ်သောကြောင့်ကောင်းတဲ့အလုပ်ပဲလုပ်ကြတော့မှာမကောင်းတဲ့အလုပ်ကိုရှောင်ကြမှာကံကံဤအကျိုးကိုလက်ခံယုံကြည်ထားတယ်ဆိုရင်လေလူတော်လူကောင်းဖြစ်ဖို့အခွင့်အလမ်းရှိတယ်ပေါ့အကယ်၍ကံကံဤအကျိုးကိုမယုံကြည်ဘူးဆိုလို့ရှိရင်လူတွေဟာလှုပ်ချင်တာလှုပ်မှာပဲကံတရားဆိုတာမရှိဘူးကံကံဤအကျိုးဆိုတာမရှိဘူးလို့ကံဤအကျိုးဆိုတာမရှိဘူးလို့ဒီလိုလက်ခံထားတဲ့ပုဂ္ဂိုလ်ဟာလူတော်လူကောင်းဖြစ်ဖို့အခွင့်အလမ်းနည်းတယ်
ကံကံကြီးကျိုးယုံကြည်လက်ခံမှအေးငါမကောင်းတာလုပ်ရင်မကောင်းကျိုးရမှာပဲကောင်းတာလုပ်မှကောင်းကျိုးရမှာဆိုပြီးတော့မကောင်းတာကိုရှောင်ခြင်းကောင်းတာကိုပြုလုပ်ခြင်းဆိုတဲ့အနေအထားအရသူဟာလူတော်လူကောင်းတယောက်ဖြစ်လာနိုင်အဲ့ဒါကြောင့်မို့လူတော်လူကောင်းဖြစ်ဖို့ရာအတွက်ဒီအချက်နှစ်ချက်ဟာအရေးပါတယ်လို့ပြောကိုယ်ကျင့်စာတရားလည်းအရေးပါတယ်ကံကံဤကျိုးကိုရှုံကြည်လက်ခံခြင်းကလည်းပဲအရေးပါတယ်လို့တော့ကိုယ်ကျင့်စာတရားနဲ့ပတ်သက်ပြီးတော့ရသော်ဘုရားကသယုဒ္ဓနိကေဝေလူဒွါရေယသုတ်တံမှာဟောကြားထားတာရှိတယ်ကိုကျင့်စာတရားကိုပါဠိဘာသာနဲ့ပြောမယ်ဆိုရင်အတုပနာယိကလို့ခေါ်တယ်အတုပနာယိကဆိုတာအတ္တကမိမိကိုယ်ကိုဥပနာယိကကနိုင်ရှင်ကြည့်ခြင်းမိမိကိုယ်နဲ့နိုင်ရှင်ကြည့်ခြင်းသူများပေါ်တစ်ခုလုံးမယ်ဆိုရင်ကိုချင်းစာလိုက်တယ်ကိုကြိုက်သလားကိုမကြိုက်ဘူးလားဒီလိုအခြေအနေမျိုးလို့တာငါကြိုက်သလားငါမကြိုက်ဘူးလားအဲ့လိုစဉ်းစားလိုက်တာနဲ့သူများပေါ်ဒုက္ခပေးတဲ့အလုပ်ဆိုမလုပ်ဖြစ်တော့ဘူးပေါ့အဲ့လိုဆိုလို့တယ်အဲ့တော့ဒီသုတ်တံကိုမြတ်စွာဘုရားကအတုပနာယိကဓမ္မပရိယာယအတုပနာယိကတရားဒေသနာလို့ဒီလိုသတ်မှတ်ထားတယ်မြတ်စွာဘုရားကောသလတိုင်းမှာဒေသစာရီကြွနေတဲ့အချိန်မှာဝေလူဒွါရေယဆိုတဲ့ဝေလူဒွါရဆိုတဲ့ဒီကုန်းရွာတစ်ခုကိုရောက်သွားတယ်ပုံနာတွေနေတဲ့ရွာတစ်ရွာကိုရောက်သွားတယ်အဲ့လိုဝေလူဒွါရဆိုတဲ့ပုံနာရွာရောက်သွားတော့မြတ်စွာဘုရားဟာတရားအနှံ့ပြားထုတ်ခေတ်ကခုံသရင်ကြော်စောတာဖြစ်တယ်အမည်နာမနဲ့ဘယ်လိုကြော်စောတော့ဆိုသမနောခလုဘောဂောရမောတကြပုတ္တောတကြကုလပပ္ပစီတောတာဂိဝေမင်းမျိုးကနေပြီးတော့ရဟန်းပြုလာတဲ့တာဂိဝေမင်းသားယဟန်ဂေါရမဟာကောသရတိုင်းထဲမှာခီးသွားနေတယ်ရဟန်းတော်ဒီခြံရံနဲ့ခီးသွားလျက်ရှိတယ်ခီးသွားပြီးတော့ယခုအခါမှာဝေလူဒွါရရွာကိုရောက်နေတယ်ဆိုတဲ့သတင်းဟာတမဟုတ်အတွင်းမှာပြန့်နှံ့ပြီးတော့သွားတယ်။ဘာကြောင့်ပြန့်နှံ့သွားတော့ဆိုမြတ်စွာဘုရားရဲ့ဂုဏ်သတင်းဟာကြော်စောနေတာဘယ်လိုကြော်စောတော့ဆိုရင်ဣတိပိသောဘဂဝါအရဟံဘဂဝါဆိုတဲ့စကားလုံးကဘာကိုအဓိပ္ပာယ်ဖော်တာတော့ဆိုရင်ဒါကအိန္ဒိယမှာဂဏိခေတ်လဲသုံးတယ်ဘဂဝံဆိုတဲ့စကားလုံးသုံးတယ်ဘဂဝံရဲ့အဓိပ္ပာယ်ကလေးစားအပ်တဲ့ဆရာကြီးလို့အဓိပ္ပာယ်ရတယ်အိန္ဒိယစကားလုံးနဲ့ဆိုရင်ဂုရုကြီးပေါ့နော်အများကယုတိလေးစားရတဲ့ဂုရုကြီးအဲ့တော့ဘုရားဘောတန်မိုးထားကြလို့ဘဂဝါဆိုတဲ့စကားလုံးနဲ့သုံးတာဟာတန်မိုးထားလို့သုံးတဲ့စကားလုံးသာဖြစ်တယ်။တမန်အပြင်ခေါ်ရင်တော့ယဟန်ဂေါရမလို့ခေါ်ကြတယ်။သို့သောလေးစားတဲ့ပုဂ္ဂိုလ်တွေကဘဂဝါလို့ခေါ်တယ်။အဲ့ဒီဘဂဝါဆိုတဲ့အဓိပ္ပာယ်ကအိန္ဒိယစကားလုံးနဲ့ပြောရင်ဂုရုကြီးဆရာကြီးလို့ဆိုတဲ့အဓိပ္ပာယ်လေးစားအပ်တဲ့ပုဂ္ဂိုလ်လို့ဒီကနေ့ခေတ်မှာတောင်အိန္ဒိယမှာသူတို့လေးစားတဲ့ပုဂ္ဂိုလ်တွေကိုဘဂဝါလို့ခေါ်တာသူတို့ကခဏအိန္ဒိယသုံးမှာကိုရှိသေးတယ်ဘဂဝါဆိုတာဗမာပြည်ကလူတွေကတော့ဘဂဝါဆိုဘုရားပဲ
လို့ဒီလိုသိနေကြတယ်အိန္ဒိယမှာဖရာရဲ့လို့မဟုတ်ဘူးကြည်ညိုလေးစားရတဲ့ပုဂ္ဂိုလ်မှန်သမျှကိုပကဝံလို့ခေါ်ကြတယ်သူတို့အဲ့တော့မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ကြော်ကြားနေတာဒီလိုကြည်ညိုလေးစားတတ်တဲ့ပုဂ္ဂိုလ်ဆရာကြီးဟာအရဟံပူဇော်တတ်တယ်သမ္မာသမ္ဗုဒ္ဓောအမှန်ကန်ကိုယ်တိုင်သိတယ်ဝိဇ္ဇာစရဏသမ္ပန္နောအကျင့်တရားအသိပညာအကျင့်တရားနဲ့လည်းပြည့်စုံတယ်သူကတော်တရားတော်နဲ့ပတ်သက်ပြီးအောင်မြင်ပျောက်ပြီးဖြစ်တယ်သို့မဟုတ်ပြည့်ကင်းသောစကားကိုမိန့်ကြားလေးရှိတယ်လောကဝိတုလောကအကြောင်းကိုကောင်းကောင်းသိသူဖြစ်တယ်အနုတ္တရောပုရိသဓမ္မတာရတိဆုံးမတိုက်တဲ့ပုဂ္ဂိုလ်ကိုဆုံးမတဲ့နေရာမှာတော့ထိတ်တန်းပုဂ္ဂိုလ်ဖြစ်တယ်တတ္တရိဝမနုဿနံလူရိနတ်တွေရဲ့ရှေ့ဆောင်ရှေ့ရပြုတဲ့ဆရာသမားဖြစ်တယ်ဘုရားမိမိကိုယ်တိုင်သစ္စာလေးပါးကိုသိပြီးသူတစ်ပါးကိုလည်းသိအောင်ဟောပြောနိုင်သူဖြစ်တယ်ဘဂဝါဘုံကံကြည်မသူဆရာကြီးဖြစ်တယ်လို့မြတ်စွာဘုရားနဲ့ပတ်သက်ပြီးဒီချင်းတွေဟာပြန့်နှံ့နေလောကမှာပြန့်နှံ့နေတယ်အဲ့ဒီယဟန်ဂေါရမဟာဒီလောကကြီးမှာသူဟောပြောတဲ့တရားကအစမှလည်းကောင်းတယ်အလယ်မှလည်းကောင်းတယ်အဆုံးသတ်လည်းကောင်းတယ်ကောင်းခြင်းသုံးပြနဲ့ပြည့်စုံတယ်ကောင်းခြင်းသုံးပြနဲ့ပြည့်စုံရင်မကအဓိပ္ပာယ်ကလည်းရှိလိုက်တယ်စကားလုံးကလည်းမှန်ကန်တယ်အဓိပ္ပာယ်ရှိစကားလုံးပြီးဝါနဲ့လုံးဝပြည့်စုံတဲ့စင်ကြယ်တန်ရှင်းတဲ့တရားဓမ္မကိုမြတ်စွာဘုရားဟောပြောတာဖြစ်တယ်ယဟန်ဂေါရမရဲ့ဟောပြောချက်ဓမ္မဟာအပြည့်အနာစလုံးဝကင်းတယ်တချို့ကြဟောပြောတာတွေကသူများပုတ်ခတ်ဟောတာရှိတယ်နော်မကောင်းတဲ့အဓိပ္ပာယ်တွေနဲ့ဟောတာဖြစ်တယ်မကောင်းတဲ့ဘက်တိုက်တွန်းပြီးဟောတာဖြစ်တယ်မြတ်စွာဘုရားရဲ့ဟောကြားချက်တွေကဘယ်သူမှလည်းမထိခိုက်ဘူးဘယ်သူမှလည်းမပုတ်ခတ်ဘူးတရားလမ်းကြောင်းတဲ့ဟောတာဖြစ်လို့အစာလည်းကောင်းတယ်လယ်လည်းကောင်းတယ်ဆုံးလည်းကောင်းတယ်ပြီးတော့အဓိပ္ပာယ်မရှိတာတွေနားထောင်ကောင်းရုံပြောတာလည်းမဟုတ်ဘူးအဓိပ္ပာယ်ပြည့်ဝတယ်စကားလုံးကလည်းပဲနဝင်ချိုတယ်ပြောတဲ့စကားလုံးရဲ့အကြောင်းအရာတွေကလည်းပြည့်စုံမှုရှိတယ်လို့ဘယ်ဘက်ကကြည့်မြတ်စွာဘုရားဟောတဲ့တရားရဲ့နှစ်ချိုက်စရာကောင်းတာတွေကိုလူတွေကသိနေကြတယ်ပေါ့အဲ့ဒီစကားလုံးတွေကဘယ်လိုအဓိပ္ပာယ်ကိုဖော်ပြတော့ဆိုရင်ဗြဟ္မစရိယံပကသေးတိမြင့်မြတ်တဲ့အကျင့်တစ်ခုကိုဖော်ထုတ်ပြတာအဲ့တော့မြတ်စွာဘုရားဟောတဲ့တရားဆိုတာမြင့်မြတ်သူတို့ရဲ့အကျင့်ကိုပြောတာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေလိုက်နိုင်ရမယ်ကျင့်သုံးရမယ်အကျင့်တရားတွေကိုဟောတာမြတ်သောအကျင့်ပေါ့နော်အဲ့တော့အကျင့်ဆိုတာအမျိုးမျိုးရှိတယ်မကောင်းတဲ့အကျင့်ယုံမာတဲ့အကျင့်ဆိုးရတဲ့အကျင့်ဒီလိုအကျင့်တွေလည်းရှိတယ်မြင့်မြတ်သူတို့ရဲ့အကျင့်ကိုမြတ်စွာဘုရားဟောတာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့အကျင့်သူတော်ကောင်းတွေရဲ့အကျင့်အထက်တန်းစားတွေလိုက်နာတဲ့အကျင့်အဲ့ဒီကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေနိုင်တဲ့ထက်တန်းကြတဲ့ကိုယ်ချင်းတရားတွေကိုမြတ်စွာဘုရားဟောကြားတာဖြစ်တယ်တဲ့သာရုခောပနာတထာရုပနာရဟတံတသနာဟောတိဒီလိုရည်သွေးရှိတဲ့ပုဂ္ဂိုလ်သွားရောက်ပြီးတော့ဖူးမြင်လိုက်ရလို့ရှင်အမတ္တမအကျိုးရှိတယ်တွေ့လိုက်ရရင်အမတ္တမအကျိုးရှိတယ်ဆိုရက်ဒီလောကမှာဒီကုံသတင်းတွေကပြန့်နှံ့ပြီးတော့နေတယ်အဲ့တော့မြတ်စွာဘုရားရောက်လာပြီဆိုရင်လူတိုင်းကတွေ့ချင်သွားတွေ့ချင်ကြတယ်ဖူးချင်ကြတယ်ဘာဖြစ်လို့လဲဆိုဒီကုံရည်ချင်းတွေကြောင့်ပဲဒီလိုကုံရည်ချင်းတွေရှိတော့သွားတွေ့တာဟာကောင်းဆုံးပဲလို့ဆိုဖះကိုကြည်ညိုတဲ့ပုဂ္ဂိုလ်ရောမကြည်ညိုတဲ့ပုဂ္ဂိုလ်ရောရွာရှိလူတွေအားလုံးဟာမြတ်စွာဘုရားရှိရာကိုရောက်ရှိလာတတ်ကြတယ်ပေါ့ဘယ်ဒေသသွားဖះရောက်လာတယ်လို့သတင်းကြားလို့ရှိရင်အားလုံးကမြတ်စွာဘုရားကိုလာရောက်တွေ့ဆုံကြ
ဗုဒ္ဓဘာသာတွေမှာတွေ့တာမဟုတ်ဘူးဖရာကိုကြည်ညိုတဲ့ပုဂ္ဂိုလ်ဝါဒတွေ့တာမဟုတ်ဘူးကြည်ညိုသူရောမကြည်ညိုသူပါလာကြတယ်ပေါ့ဘုရားဘာသာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေခုံသတင်းကိုကြားတာနဲ့လာရောက်တွေ့ဆုံကြတယ်အဲ့တော့ဝေလူဒ္ဒဝရရွာကလူတွေဟာတော်တော်များများမြတ်စွာဘုရားသတင်းကြားလို့ဖရာသတင်းသုံးတဲ့နေရာကိုလာရောက်ပြီးတွေ့ဆုံကြတယ်တွေ့ဆုံတဲ့အခါမှာလူတွေဟာအမျိုးအစားကွဲပြားသွားတယ်ဖရာနဲ့တွေ့တဲ့အခါမှာတချို့ကမြတ်စွာဘုရားကိုတယုတ်တသိရှိခိုးပြီးတော့တလေးတစားထိုင်ရတယ်ဒါတွေကဗုဒ္ဓဘာသာတွေနော်အဲ့ဒီလူတွေကမြတ်စွာဘုရားကိုယုတ်သိလေးမြတ်စွာရှိခိုးပြီးတော့မှထိုင်ကြတယ်တချို့ကတော့ဘုရားကိုရှေ့မခိုးဘူးနှုတ်ဆက်စကားပြောတယ်ဝမ်းမြောက်စကားပြောတယ်ရှင်ဘုရားဘယ်ကကြွလာတော့ခီးသွားတာပင်မန္တလားနော်နေထိုင်ရောအစဉ်ပြေလားဒီရောက်လာတဲ့အခါမှာနေရထိုင်ရတာအစဉ်ပြေလားဆွမ်းကွမ်းရောပြည့်စုံပါရဲ့လားဆိုတဲ့လူမှုရေးစကားတွေနဲ့နှုတ်ဆက်ပြီးတော့ပြောကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေကတော့ဘုရားဘာသာမဟုတ်ဘူးသို့တော့ယဉ်ကျေးတဲ့ပုဂ္ဂိုလ်တွေလူထုံတန်းဆင်လာအရာယဉ်ကျေးတဲ့ပုဂ္ဂိုလ်တွေနောက်တစ်အုပ်စုကတော့မြတ်စွာဘုရားဘက်ကိုလှည့်ပြီးရှစ်တော်မခိုးဘူးလက်အုပ်ကလေးချီကြတယ်လက်အုပ်ပဲချီထားတယ်အဲ့ဒီပုဂ္ဂိုလ်တွေကတော့သူကဘုရားဘာသာလည်းမဟုတ်ဘူးသို့တော့သူများကဲ့ရဲ့မှာကြောက်တဲ့ပုဂ္ဂိုလ်တွေသူများကဲ့ရဲ့မှာဘုရားဘာသာတွေကမင်းတို့ဖះစီလာပြီးဘာလို့ရှင်မခိုးတာတော့လို့ပြောလို့ရှင်ဟာငါလက်ဥချီတယ်လေတို့ပြောမဲ့သူကတခြားဘာသာတွေကယဟန်ဂေါရမလာတာဘာဖြစ်လို့ရှ िख ိုးရတာတော့လို့သူတို့အပြစ်တင်မဲ့ဆိုလို့ရှင်လက်အုပ်ချီတာရှ िख ိုးတာမှမဟုတ်တာလို့ပြောချင်တယ်အဲဒါကြောင့်ဒီလူတွေကကွာရုပ်သမားတွေနော်မပြတ်သားတဲ့လူတွေပေါ့ခြံစည်းကိုခွာထိုင်တဲ့လူမျိုးပေါ့ဂျားနေသမားတွေဘုရားဘာသာလို့လည်းမပြောရဘူးမဟုတ်ဘူးလို့လည်းမပြောရဘူးအဲ့လိုလူကလည်းရှိတယ်လေဒီကနေ့ခေတ်လည်းမပြတ်မသားသမားတွေအများကြီးရှိတာပဲဒါအပြတ်မသားသမားတွေဟိုလိုဒီလိုဟိုရောင်ဒီရောင်ရှိတာအဲ့တော့ဘာသာရေးပိုင်းမှာလည်းပဲမြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားစီရောက်လာတဲ့အုပ်စုတွေတဲ့နော်ဒီလိုပုဂ္ဂိုလ်တွေလည်းပါလာတယ်နောက်အုပ်စုတစ်ခုကတော့ဘာလို့တော့ဆိုရင်ဖះနဲ့တွေ့တဲ့အခါမှာခက်ကြဲအတန်မြင့်ပြီးတော့တပည့်တော်တို့ကဘာမျိုးနွယ်ကဘာလူမျိုးတွေပါဘာမျိုးတွေပါဆိုပါစို့တပည့်တော်တို့ကပါရဒွါစအမျိုးပါကတ္တဝအမျိုးပါအဲ့ဒီခေတ်ကထိတ်တန်းမျိုးတွေကပါရဒွါစတို့ဘာလို့ဆိုထိတ်တန်းမျိုးတွေသူရဲ့မျိုးရိုးကိုဖော်ထုတ်ပြီးတော့မြတ်စွာဘုရားကိုရှောက်ကြားကြတယ်သူတို့လည်းရှင်မခိုးဘူးကာရောလည်းမပြုတ်ဘူးသို့တော့လူကြားထဲမှာအခွင့်သာတော့သူပါဆိုတာကိုပြသကြတယ်အဲ့လိုလူမျိုးကလည်းပါတယ်အဲ့ဒီလူတွေကြတော့ဘယ်လိုလူတွေတုံးဆိုတော့အခြေအနေတစ်ခုခုကြောင့်သူတို့ဟာလူကြားထဲမှာလူမထင်မရှားဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေလူကြားထဲမှာလူသိမများမထင်မရှားဖြစ်သွားတဲ့အခါမှာမြတ်စွာဘုရားစီရောက်လာတဲ့ပရိသတ်ကအလွန်များတာအလွန်များတော့သူတို့အခွင့်ကောင်းမို့လို့သူတို့နာမည်ကိုကြေညာကြတာအဲ့ဒီပုဂ္ဂိုလ်မျိုးတွေကလည်းလာတယ်သူတို့အမည်နာမကိုထုတ်ဖော်ပြီးတော့မြတ်စွာဘုရားရှေ့မှာထိုင်ကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေကလည်းဗုဒ္ဓဘာသာမဟုတ်ဘူးတချို့သောပုဂ္ဂိုလ်တွေကြတော့မြတ်စွာဘုရားစီရောက်လာဘာမှမလျှောက်ဘူးဒီတိုင်းငုတ်တုတ်ထိုင်ပရိသတ်ထဲလာပြီးဒီတိုင်းငုတ်တုတ်ထိုင်အဲ့ဒီပုဂ္ဂိုလ်တွေကတော့အသိဉာဏ်သိပြီးတော့မရှိတဲ့ဉာဏ်ဉာဏ်သွေးမမိတဲ့ပုဂ္ဂိုလ်တွေလို့ပြောတယ်ဉာဏ်ဉာဏ်သွေးမမိတဲ့ပုဂ္ဂိုလ်တွေသူများရောင်လို့ရောင်မဲ့ပုဂ္ဂိုလ်တွေပေါ့ရောပြီးတော့ထိုင်တဲ့ပုဂ္ဂိုလ်တွေအဲ့လိုအုပ်စု၅ခုရောက်လာနော်အုပ်စု၅ခုဒါလူပိဋကတ်တဲ့ဆိုတာဒါရှိနိုင်တယ်လေ
ပထမအုပ်စုကဘုရားကိုကြည်ညိုတဲ့လူတွေကဘုရားကိုရှ िख ိုးပြီးတော့တနေရာမှာထိုင်ကြတယ်ဒါဘုရားကိုကြည်ညိုတဲ့အုပ်စုဘုရားကိုတော့မကြည်ညိုဘူးဒါပေမဲ့လူမှုရေးနားလဲတယ်အခင်းပါတယ်ရှင်ကျေးမှုအရာမြတ်စွာဘုရားကိုနှုတ်ဆက်တယ်နှုတ်ဆက်ပြီးထိုင်နေကြတယ်အဲ့ဒါတွေကတော့လူယဉ်ကျေးလို့ပြောနောက်အုပ်စုတစ်ခုကတော့လက်ဟုတ်ဖဲချီတယ်ဘုရားကိုရှ िख ိုးဘူးသူတို့ကသူများကပြောလာလို့ရှိရင်ခြေပါဖို့အတွက်ရှ िख ိုးဘူးလားလို့ပြောရင်ဟာလက်ဟုတ်ချီထားတာပဲဘာလို့ရှ िख ိုးတာတော့လို့ပြောလို့ရှိရင်လေလက်ဟုတ်ချီတာရှ िख ိုးတာမှမဟုတ်တာလို့အဲ့လိုဘုရားဘာသာလည်းမဟုတ်တခြားဘာသာဝင်လည်းမဟုတ်လူပြောသူပြောမခံကျင်တဲ့ပုဂ္ဂိုလ်တွေပေါ့အဲ့ပုဂ္ဂိုလ်တွေကအမည်နာမကိုထုတ်ဖို့ပြောတဲ့ပုဂ္ဂိုလ်တွေကတော့လူလောကမှာအခွင့်သာတော့နာမည်ရခြင်းလို့ပြောတဲ့ပုဂ္ဂိုလ်တွေတဲ့နောက်ဘာမှမပြောဘဲနဲ့လူကြားထဲမှာတိတ်တိတ်ပဲထိုင်နေတဲ့ပုဂ္ဂိုလ်တွေကတော့အသိဉာဏ်အားနေတဲ့ပုဂ္ဂိုလ်တွေအဲ့လိုဝိနုဒ္ဒရယောမှာလူအုပ်စု5ခုမြတ်စွာဘုရားစီရောက်လာအဲ့လိုထိုင်နေပြီးတဲ့အခါမှာထက်ထက်မြက်မြက်ရှိတဲ့လူကြားထဲမှာစကားပြောလိမ့်ရင်ကြေးရှိကြတဲ့ပုဂ္ဂိုလ်တွေကမြတ်စွာဘုရားနဲ့တွေ့တော့သူတို့သိကျင်တာမေးကြတယ်သူတို့ဆန္ဒရှိတာကိုဖွင့်ထုတ်ပြီးပြောကြတယ်အဲ့တော့လူတွေရဲ့ဆန္ဒဘာရှိတုံးဆိုတော့သူတို့ပြောတယ်အရှင်ဂေါရမကျွန်ုပ်တို့ဟာဒါမျိုးဖြစ်ချင်ပါတယ်ဒီလိုဆန္ဒရှိပါတယ်ဘယ်လိုဆန္ဒရှိတုံးဆိုရင်အိမ်တော်ရဲ့သားနဲ့သားသမီးတွေရဲ့အလယ်မှာလည်းနေချင်းတယ်ဝိကြိုင်တဲ့နသာပမ္မနသာတွေကိုလည်းအသုံးပြုခြင်းတယ်ရွှေငွေပစ္စည်းဥစ္စာတွေလည်းချမ်းသာခြင်းတယ်ဆိုလိုတာကမိသားစုဘဝမှာလည်းနေခြင်းတယ်ပစ္စည်းဥစ္စာလည်းချမ်းသာခြင်းတယ်တည်တဲ့အခါမှာလည်းကောင်းရသူကတိရောက်ခြင်းတယ်ဘုန်းကြီးမွတ်နိုင်ဘူးလို့ပြောတာသူတို့သာသနာ့ဘောင်ထွက်ပြီးတော့ရှင်ဖျားလို့တော့ဘုန်းကြီးမွတ်နိုင်ဘူးတပည့်တော်ကသားတွေသမီးတွေနဲ့အိမ်တော်ရဲ့သားကိုမိသားစုနဲ့ပျော်ပျော်ကြီးနေခြင်းတယ်ကာမဂုဏ်စည်းစိမ်တွေခံစားပြီးပျော်ပျော်ကြီးနေခြင်းတယ်ရွှေငွေတွေနဲ့လည်းပေါ်များကြွယ်ဝခြင်းတယ်မနေရလို့သိတဲ့အခါကျရင်ကောင်းရသူတိဘုံလည်းရောက်ခြင်းတယ်ဆိုလိုတာဒီဘဝလည်းပျော်ပျော်ပါးပါးနေခြင်းတယ်နောက်ဘဝလည်းကောင်းရသူတိရောက်ခြင်းတယ်ဒါသူတို့ရဲ့ဆန္ဒပါတဲ့အဲ့ဒီဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အကျင့်တရားမျိုးကိုအရှင်ဘုရားလမ်းညွှန်ပေးနိုင်ပါမလားတဲ့ဒီဘဝမှာလည်းပျော်ပျော်ပါးပါးမိသားစုနဲ့နေရမယ်နောက်ဘဝကျတော့လည်းကောင်းရသူတိရောက်အောင်မယ်အဲ့ဒီတရားမျိုးကိုဒီပြောလို့ဟောပါနိဗ္ဗာန်ရဲ့အကြောင်းတရားမတားကြဘူးမတောင်းဘူးနော်နိဗ္ဗာန်ရဲ့အကြောင်းတရားပြောတာမဟုတ်ဘူးဒါလူများစုကဒီတိုင်းပဲဆန္ဒရှိမှာဘဝမှာအစဉ်ပြေခြင်းနဲ့မနေရလို့သိတဲ့အခါကောင်းအသူတိဘုံရောက်ခြင်းနဲ့ဒါလူဆန္ဒပဲဒါလူများစုရဲ့ဆန္ဒဒီတိုင်းပဲအဲ့တော့ကိုယ့်ကိုမေးကြည့်တော့ဘာဖြစ်ခြင်းလဲကိုယ့်အများစုကတော့ဒီတိုင်းပဲဖြစ်ရဘဝမှာအစဉ်ပြေပြီးတော့ချမ်းသာသာနေခြင်းနဲ့သိရင်လည်းကောင်းရသူတိဘုံရောက်ခြင်းဒါအဓိကပဲဖြစ်တယ်သူတို့လည်းအဲ့ဒီဆန္ဒရအဲ့ဒီဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့တရားဒေသနာမျိုးကိုသူတို့ဟောပါတဲ့အဲ့ဒီတရားဒေသနာမျိုးကဘာလို့ဆိုအတုပနာယိကကိုချင်းစာတရားပဲဖြစ်တယ်ကိုချင်းစာတရားထားလို့ရှိရင်ဒီဘဝမှာလည်းချမ်းသာသာနေရမယ်သိရင်လည်းကောင်းတဲ့ဒီဘုံရောက်မယ်ဒါမှမဟုတ်မြတ်စွာဘုရားကအတုပနာယိကံဝောဃပတေယောဓမ္မပရိယဒေသတာမိအေးအဲ့ဒါဆိုလို့ရှိရင်မင်းတို့ငါကိုရင်းစာတရားဟောမယ်တန်တုနာထသာရုကမနတိကရောထငါဟောမယ်တရားကိုနားဆိုင်ပြီးထောင်းစိတ်ထဲမှာဆွဲမှတ်ပြီးတော့ထားဟောမယ်ဆိုပြီး
မြတ်စွာဘုရားကသူတို့ဆန္ဒနဲ့ပြေဝစေတဲ့တရားမျိုးကိုဒီသုတ်တံမှာဟောတာဖြစ်တယ်ဒါကြောင့်မို့ဗုဒ္ဓဟောကြားကိုချင်းစာတရားကိုချင်းစာတရားဆိုတာသူများနဲ့ဆက်ဆံလာလို့ရှိရင်နံပါတ်1ပြောဆိုခြင်းနဲ့ဆက်ဆံတာတစ်ခုနံပါတ်2ကပြုလုပ်ခြင်းနဲ့ဆက်ဆံတာတစ်ခုစိတ်ထဲမှာရှိတာနဲ့မဆိုင်ဘူးလူတွေကတူနဲ့တူဆက်ဆံကြတယ်ဆိုရင်အပြောနဲ့ဆက်ဆံအလုံးနဲ့ဆက်ဆံနှစ်ခုရှိတယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအလုံးနဲ့ဆက်ဆံမှုနဲ့ပတ်သက်ပြီးတော့ဒီသူတို့ကိုအရင်ရှင်းပြတယ်ကိုကျင့်စာတရားထားဖို့အလုံးနဲ့ပတ်သက်တဲ့ဆက်ဆံမှုကိုအရင်ရှင်းပြတယ်ကိုကျင့်စာတရားဆိုတာတဲ့ဒီလောကမှာစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ဟာသူကဒီလိုစဉ်းစားတယ်တဲ့စဉ်းစားပုံစဉ်းစားနည်းလေးကိုစကြည့်လူတိုင်းဟာကိုမစဉ်းစားဘူးဆိုရင်လည်းကိုစဉ်းစားရမယ်ဒီတိုင်းစဉ်းစားမယ်ငါဟာအသက်ရှည်ခြင်းနဲ့မသေးခြင်းဘူးချမ်းသာခြင်းနဲ့ဆင်းရဲကိုယွမုန်းတယ်ဒါလူတိုင်းဟာကိုယ့်ကိုကြည့်မယ်ငါအသက်ရှင်ခြင်းနဲ့မသေးခြင်းဘူးချမ်းသာခြင်းနဲ့ဆင်းရဲမှာကြောက်တယ်ဆင်းရဲမှာကြောက်တယ်အဲ့ဒါလို့ကိုယ့်ကိုရင်စဉ်းစားပြီးတော့အဲ့တော့မသေးခြင်းဘူးအသက်ရှင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆင်းရဲကိုကြောက်တယ်ဆိုတဲ့ငါကိုသူများတွေကငါ့ကိုလာပြီးတော့တတ်မယ်ဆိုရင်ငါကြိုက်မှာမဟုတ်ဘူးမကြိုက်ဘူးမနှိမ့်သက်ဘူးအဲ့တော့ငါကိုယ်တိုင်ကလည်းပဲငါနီးတူအသက်ရှင်ခြင်းနဲ့အသက်ရှင်ခြင်းနဲ့မသေးခြင်းဘူးချမ်းသာခြင်းနဲ့ဆင်းရဲဒုက္ခကိုယုံမုန်းနေဆိုတဲ့မြည်သည့်တ attva ကိုပဲဖြစ်ဖြစ်ဒုက္ခပေးမဲ့တပ်ဖြတ်မဲ့ဆိုနေသူလည်းကြိုက်မှာမဟုတ်ဘူးအဲ့တော့ငါမကြိုက်တာသူလည်းကြိုက်မှာမဟုတ်ဘူးဒါကိုကျင့်စာတရားပဲနော်ငါမကြိုက်တဲ့အလုပ်သည်သူလည်းမကြိုက်တဲ့အလုပ်ပဲဖြစ်မယ်ယောခောမြာယံဓမ္မောအပိယောအမနာဘောပရတိသောဓမ္မောအပိယောအမနာပါယောငါမကြိုက်တဲ့အရာသည်သူမကြိုက်တဲ့အရာသာဖြစ်တယ်အဲ့တော့ငါမကြိုက်တဲ့အရာကိုဘာဖြစ်လို့သူများကိုသွားလောက်အောင်မှာလဲကိုကျင့်စာတရားနဲ့စဉ်းစားတာငါမသေးချင်ဘူးသက်ရှင်ခြင်းနဲ့မတတ်နဲ့သူများဘယ်တော်ဝါမှမတတ်နဲ့သူလည်းတော်ဝါမှန်သမျှအသက်ရှင်ခြင်းညမှာပဲသူတို့ရဲ့ဆန္ဒအရာဆင်းရဲမှာကြောက်ကြတယ်ချမ်းသာခြင်းနဲ့ဘဝမှာပျော်ရွှင်ခြင်းနဲ့တော့အဲ့လိုပုဂ္ဂိုလ်မျိုးကိုပျော်ရွှင်ခွင့်မပေးဘူးအသက်ရှင်ခွင့်မပေးဘူးဆိုတာတရားသလားဘယ်တရားမလဲကိုတော့အသက်ရှင်ခြင်းနဲ့သူများတော့အသက်ရှင်ခွင့်မပေးဘူးကိုကတော့ချမ်းသာခြင်းနဲ့သူများကိုချမ်းသာခွင့်မပေးဘူးကိုကဒုက္ခရောက်မှကြောက်တယ်သူများကြတော့ဒုက္ခပေးတယ်ဆိုဒါမတရားတာပဲအဲ့လိုဆင်ញင်စဉ်းစားပြီးတော့သူများအသက်ကိုတတ်ချင်းဆိုတဲ့ပါဏာတိပါဒအမှုကကိုယ်တိုင်လဲရှောင်ကျင်တယ်သူတို့ဘာတွေကိုလည်းရှောင်မိုးတိုက်တွန်းတယ်ရှောင်ကျင်ခြင်းကိုလည်းချီးမွမ်းမှုပြုတယ်အဲ့တော့လူဟာ၃မျိုးပေါ့နော်ကိုယ်တိုင်လဲရှောင်တယ်သူများကိုလည်းရှောင်မိုးပြောတယ်ရှောင်တာရဲ့ဂုဏ်ကျေးဇူးကိုလည်းပြောတယ်ချီးမွမ်းတယ်ပေါ့ရှောင်ကျင်ခြင်းကိုချီးမွမ်းပြောဆိုတယ်အဲ့ဒီအချက်၃ချက်နဲ့သူ့ရဲ့ကိုချင်းတရားဟာလုံးဝစင်ကြယ်သွားတယ်တိကောတိပရိသုဒ္ဓပွိုင်၃ခုကနေပြီးတော့သူကစင်ကြယ်နေတယ်ကိုယ်တိုင်မတတ်ခြင်းကြောင့်လည်းစင်ကြယ်တယ်သူများကိုအတတ်မခိုင်းခြင်းကြောင့်လည်းစင်ကြယ်တယ်တတ္ထဖြတ်တာကိုမချီးမွမ်းခြင်းကြောင့်လည်းပဲစင်ကြယ်တယ်ဒုစရိုက်ဆိုတာကိုယ်တိုင်တိုက်တွန်းချီးမွမ်းစိတ်တူ၄ခုရှိတယ်သူက
ပါဏာတိပါဒနဲ့ပတ်သက်4ခုအာရိဏဒါနနဲ့ပတ်သက်4ခုဒုစရိုက်10ပါးနဲ့ပတ်သက်4ခုအဲ့တော့ဒုစရိုက်10ခုကို4ခု4ခုနဲ့4နဲ့မြောင်းလိုက်လို့ရှိရင်ဒုစရိုက်40ရှိတယ်နော်ဒုစရိုက်10ပါးသည်40ဖြစ်တယ်ကိုယ်တိုင်လှုပ်တာတစ်ခုသူများကိုတိုက်တွန်းတာတစ်ခုချီးမွမ်းတာတစ်ခုစိတ်တူတာတစ်ခုသူများလှုပ်ရင်သဘောတူတယ်အဲ့ဒါတွေကအကျိုးသက်ရောက်တာချင်းတူတူပဲအကျိုးသက်ရောက်တာချင်းတူတူပဲအဲ့တော့အဲ့ဒီနီးနဲ့သူကကိုယ်တိုင်တတ်ခြင်းကလည်းရှောင်တယ်သူများကိုတိုက်တွန်းခြင်းကလည်းရှောင်တယ်နော်ဒီပါဏာတိပါဒအလုပ်ကိုချီးမွမ်းပြောဆိုခြင်းကလည်းရှောင်တယ်ဆိုတော့ဒီသုံးခုအဖြစ်သူ့ရဲ့ကာယကံဟာကိုချင်းတရားဟာလုံးဝစင်ကြယ်နေဒါကပါဏာတိပါဒနဲ့ပတ်သက်ပြီးတော့ဒီကာယကံမှုတစ်ခုနဲ့သူပတ်သက်ပြီးတော့စဉ်းစားတာအဲ့လိုစဉ်းစားသလိုအဒိဏဒါနနဲ့ဆက်ပြီးတော့စဉ်းစားလူဆိုတာသူများဒုက္ခရောက်အောင်လုပ်တာတတ္တကတစ်ခုသူများပစ္စည်းဖြတ်တာတစ်ခုတော့လူတော့မတတ်ဘူးပစ္စည်းယူတယ်ဘယ်မှမကောင်းဘူးလေလူတတ်တာလည်းမကောင်းဘူးလူတော့မတတ်ဘူးပစ္စည်းယူတယ်ဒါလည်းဒုစရိုက်မှုပဲအဲ့တော့သူများပစ္စည်းယူမှုနဲ့ပတ်သက်ပြီးသူကစဉ်းစားတယ်သူစဉ်းစားပုံလေးကတယောက်ကငါပစ္စည်းကိုမပေးဘဲနဲ့အတင်းအာဓမယူမယ်ဆိုရင်ငါမကြိုက်ဘူးငါကလည်းသူများပစ္စည်းကိုမတရားတဲ့နည်းနဲ့ရအောင်ယူမယ်ဆိုရင်သူများကလည်းကြိုက်မှာမဟုတ်ဘူးအဲ့တော့ငါမကြိုက်တဲ့အရာသည်သူများမကြိုက်တဲ့အရာပဲဖြစ်တယ်ငါမနှစ်သက်တဲ့အရာသည်သူများမနှစ်သက်တဲ့အရာဖြစ်တယ်အဲ့တော့သူများမကြိုက်တဲ့အလုပ်ကိုငါဘာလို့လုပ်ရမှာလဲဒါကိုချင်းစာတရားငါပစ္စည်းကိုသူများယူမယ်ဆိုရင်ငါမကြိုက်ဘူးအဲ့တော့သူများကလည်းသူတို့ပစ္စည်းကိုယူရင်မကြိုက်ဘူးအဲ့တော့ကိုမကြိုက်တာကိုသူများကိုဘာလို့လုပ်ရမှာလဲဆိုပြီးတော့သူများပစ္စည်းကိုယူခြင်းမှရှောင်ကျင်တယ်ဘယ်သူကိုမှလည်းဒီအရိဏဒါနအမှုပြုဖို့မတိုက်တွန်းမူအရိဏဒါနအမှုရဲ့ချီးမွမ်းစကားလည်းမပြောဘူးဆိုလို့ရှိရင်ကိုယ်တိုင်မလုပ်ခြင်းသူများကိုမခိုင်းခြင်းလုံးဝချီးမွမ်းမှုမရှိခြင်းအပြင်အရိဏဒါနနဲ့ပတ်သက်တဲ့သူရဲ့ကိုချင်းတရားဟာအချက်၃ချက်ကနေစီးခြင်းစင်ကြယ်သွားတယ်လုံးဝစင်ကြယ်တယ်ကိုယ်တိုင်လည်းမလုပ်ဘူးတော့ကိုယ်တိုင်တော့မလုပ်ဘူးသူများကိုတုတ်ပေးတယ်ဆိုရင်တော့မစင်ကြယ်ပြန်ဘူးအဲ့ဒါကိုယ်တိုင်တော့မလုပ်ဘူးသူများကိုခိုင်းတယ်အဲ့တော့ကိုယ်တိုင်လည်းမလုပ်ဘူးသူများလည်းမခိုင်းဘူးဒါပေမဲ့အဲ့လိုဟာကိုသဘောကျတယ်ဆိုရင်လည်းမစင်ကြယ်ပြန်ဘူးဒီသုတ္တမမြတ်စွာဘုရား point 3ခုပဲပေါ်တာတကယ်ကတော့4ခုရှိတယ်နော်4ခုရှိတာကိုယ်တိုင်တိုက်တွန်းချီးမွမ်းစိတ်တူစိတ်တူတာဆိုတာသဘောတူတာပြောတာအဲ့ဒီ4ခုစလုံးအပြည့်ရှိတယ်ဒါကြောင့်မို့အဲ့4ခုကနေကင်းလွတ်သွားလို့ရှိရင်ဒါ point 4ခုကနေပြီးသူ့ရဲ့ကာယကံမှုကစင်ကြယ်တယ်လို့ပြောမယ်အရိဏဒါနနဲ့ပတ်သက်ပြီးစင်ကြယ်အဲ့တော့ကိုပါဏာတိပါဒကနေပြီးတော့အချက်၃ချက်ကစင်ကြယ်သလိုအရိဏဒါနနဲ့ပတ်သက်ပြီးတော့အချက်၃ချက်စင်ကြယ်ရဲ့လားဆိုတော့ဆန်းစစ်ရမှာဖြစ်တယ်ပေါ့ဟုတ်ပြီလူတွေဟာကိုယ်လေးလျောက်ဒုစရိုက်အလုပ်ကိုလုပ်တဲ့အခါမှာတပ်ဖြတ်ခြင်းအမှုရဲ့ပစ္စည်းဥစ္စာကိုမတရားယူခြင်းအမှုရဲ့နောက်တစ်ခုကဘာလို့ဆိုရင်လူကုန်သိက္ခာကိုစော်ကားခြင်းလူကုန်သိက္ခာကိုစော်ကားခြင်းအဲ့ဒါဘာလို့ဆိုတော့သူတစ်ပါးအိမ်တော်ဘက်ကိုသူတစ်ပါးအိမ်တော်ဘက်ကိုလွန်ကျူးစော်ကားမှု
ကာမေတုမိစ္ဆာစာရပေါ့နော်သူတို့အားနဲ့အိမ်အောင်ပဲဖြစ်တဲ့အိမ်အောင်ဘက်ကိုချွလွန်မှုအဲ့တော့သူကစဉ်းစားတယ်လူတယောက်ဟာငါရဲ့အိမ်အောင်ဘက်ကိုစော်ကားမယ်ဆိုရင်ငါမကြိုက်ဘူးထို့တူပဲငါကသူများရဲ့အိမ်အောင်ဘက်ကိုသွားပြီးတော့စော်ကားမယ်ဆိုရင်သူများလည်းကြိုက်မှာမဟုတ်ဘူးငါမကြိုက်တဲ့အလုပ်ဒီသူများမကြိုက်တဲ့အလုပ်ပဲဖြစ်တယ်အဲ့တော့သူများမကြိုက်တဲ့အလုပ်မျိုးကိုငါမကြိုက်တဲ့အလုပ်မျိုးကိုဘာဖြစ်လို့သူများကိုလုပ်ရမလဲမလုပ်သင့်ဘူးဒါကိုချင်းစာတရားပဲဒီကိုချင်းစာတရားထားပြီးတော့သူဟာကာမိတုမိစ္ဆာစာရအမှုကိုလုံးဝရှောင်ကျင်တယ်ကာမိတုမိစ္ဆာစာရအမှုကနေရှောင်ကျင်တယ်ကာမိတုမိစ္ဆာစာရကိစ္စနဲ့ပတ်သက်ပြီးဘယ်သူကိုမှအားပေးအားမြောက်မလုပ်ဘူးကာမိတုမိစ္ဆာစာရကရှောင်ကျင်တာကိုချီးမွမ်းတယ်ကာမိတုမိစ္ဆာစာရအလုပ်ကိုလုပ်ရင်ကဲ့ရဲ့ရှုတ်ချတယ်အဲ့ဒီနည်းအဖြစ်ကာမိတုမိစ္ဆာစာရဆိုတဲ့ကာယကံမှုကလည်းပဲအချက်၃ချက်ကနေသူဟာစင်ကြယ်တန်ရှင်းသွားတယ်အဲ့တော့ကိုယ့်ကိုတန်ရှင်းဖို့ရအတွက်ဒီအချက်၃ချက်ကနေစင်ကြယ်ရမယ်ကိုယ်တိုင်တော့မလုပ်ဘူးသူများကိုတော့သဘောကျတာမျိုးသူများကိုချွန်တွန်းလုပ်ပေးတာမျိုးတိုက်တွန်းတာမျိုးလုပ်နေသူဒါမစင်ကြယ်ဘူးအဲ့တော့ကိုယ်တိုင်လည်းရှောင်ကျင်တယ်သူများကိုလည်းမတိုက်တွန်းဘူးဒီလုပ်တဲ့ပုဂ္ဂိုလ်လည်းအားပေးအားမြောက်မလုပ်ဘူးရှုတ်ချတယ်သူတို့ဆိုလိုတယ်ပေါ့ဒါကာယဒုစရိုက်၃မျိုးနဲ့ပတ်သက်ပြီးတော့ကိုချင်းစာတရားထားဖို့နောက်တစ်ခါဝစီဒုစရိုက်နဲ့ပတ်သက်ပြီးတော့ကိုချင်းစာတရားထားဖို့လောကသူများနဲ့ပတ်သက်တာဆိုရင်ကာယကံနဲ့ဝစီကံကသူများနဲ့ပတ်သက်တာမနောကံကြတော့ကိုယ့်ရင်ထဲမှာပဲဖြစ်တယ်အဲ့တော့ကာယကံစင်ကြယ်မှုရပြီဆိုရင်စိတ်နဲ့ပတ်သက်ပြီးတော့ဝစီကံနဲ့ပတ်သက်ပြီးတော့စင်ကြယ်ဖို့အတွက်သူကစဉ်းစားတယ်လူတယောက်ဟာလိန်ညာပြီးတော့ငါအကျိုးစီးပွားပျက်စီးအောင်လုပ်မယ်ဆိုရင်ငါကြိုက်မှာမဟုတ်ဘူးငါကလည်းသူ့ရဲ့လိန်ညာမှုနဲ့သူ့ရဲ့အကျိုးစီးပွားကိုပျက်စီးအောင်လုပ်ရင်သူလည်းကြိုက်မှာမဟုတ်ဘူးငါမကြိုက်တဲ့ဟာသည်သူမကြိုက်တဲ့ဟာပဲဖြစ်တယ်အဲ့လိုသူမကြိုက်တဲ့အရာကိုငါဘာလို့လုပ်ရမှာလဲကိုချင်းစာတရားကိုယ်ကိုလားလိမ်ပြီးတော့ကိုယ်အကျိုးစီးပွားပြက်အောင်လုပ်ရင်ကိုမခံနိုင်ဘူးအဲ့တော့ဒီနေရာမှာမုသဝါဒဆိုတဲ့နေရာလေးမှာလိန်တိုင်းတော့အပြစ်ကြီးတာမဟုတ်ဘူးမလိန်တာတော့အကောင်းတယ်ပေါ့သို့တော့ဒီနေရာမှာဒုစရိုက်အနေနဲ့ပြောတဲ့မုသဝါဒကဘာတော့ဆိုရင်သူများအကျိုးစီးပွားပြက်အောင်လိန်တဲ့အလိမ်မျိုးဆိုလို့တယ်နော်ဒါကြောင့်မလို့ဒီမှာမုသဝါဒေနအထံပင်စေရတယ်မုသဝါဒဖြင့်သူတစ်ပါးအကျိုးပျက်စီးအောင်လုပ်တာဥပမာယုံမြင်ကနာတက်ပြီးတော့လူတယောက်ဟာကိုယ်လည်းမမြင်မဲနဲ့သူခိုးတာကိုယ်လည်းမမြင်မဲနဲ့ဟုတ်တယ်ဒီလူခိုးပါတယ်ဆိုရင်ဟိုလူကထောင်တန်းကျသွားသို့မဟုတ်ယောရတယ်ဆိုရင်သူ့အကျိုးစီးပွားတွေပျက်စီးသွားအဲ့လိုလူတယောက်ရဲ့အကျိုးစီးပွားကိုဖျက်ဆီးတဲ့မုသဝါဒမျိုးဆိုလို့ကိုရှိတာမပေးခြင်းလို့မရှိဘူးပြောလိုက်တာဒါမျိုးဆိုလို့တာမဟုတ်ဘူးနော်ပြဿနာမတက်ခြင်းလို့မသိဘူးပြောလိုက်တယ်အဲ့ဒီလိုလိန်နီးကလိန်နာကိုပြောတာမဟုတ်ဘူးဒီမုသဝါဒဒုစရိုက်ကကိုပြောလိုက်လို့တစ်ဖက်သားနင့်နာဆုံးရှုံးသွားတာနင့်နာဆုံးရှုံးသွားတယ်အဲ့ဒီလိုလိန်လေလှည့်စားပြီးတစ်ဖက်သားအကျိုးစီးပွားပြက်ပြောင်းလုပ်တဲ့မုသဝါဒကို၅ပါးသီလမှာဆိုလိုတယ်လို့မှတ်တာအဲ့တော့ချို့ကတော့ပြောရပေါ့မုသားဖြူဆိုပြီးတော့စာသုံးတော့မဟုတ်ဘူးပေါ့
မူသားဖြူတာလားမဲတာလားနော်သူတို့ကတော့မူသားဖြူဆိုပြီးတော့ပြောထားရှိကြတယ်အဲ့တော့ငါးပါးသီလမှာပါတဲ့မုဒ္ဒဝါဒသည်တစ်ဖက်သားအကျိုးပျက်စီးအောင်ပြောတဲ့မုဒ္ဒဝါဒကိုဆိုလိုတယ်လို့ဒီလိုတော့မှတ်ထားဖို့လိုတယ်အမေရိုက်မှကြောက်လို့လိန်နာအဖေရိုက်မှကြောက်လို့လိန်နာအဲ့ဒီမုဒ္ဒဝါဒမျိုးတွေမဟုတ်ဘူးလူသိမှရှက်လို့လိန်နာအဲ့လိုမျိုးဆိုလိုတာမဟုတ်ကိုပစ္စည်းမပေးခြင်းလို့လိန်နာရှိရတဲ့နဲ့မရှိဘူးလို့ပြောလိုက်တယ်တစ်ဖက်သားမှာအကျိုးစီးပွားမပြတ်ဘူးဆိုလို့ရှိရင်အဲ့ဒီမူတာဝါဒဒီ၅ပါးသီလထဲမှာပါတဲ့အပြစ်ကြီးတဲ့မူတာဝါဒတော့မဟုတ်ဘူးသို့တော့လိမ်လီမှုကတော့ဖြစ်တာပေါ့သူကအပြစ်ကြီးမှဒီသူများရဲ့အကျိုးပျက်စီးမှထိခိုက်နစ်နာသွားမှကိုယ့်ရဲ့မူတာဝါဒပို့ပြီးတော့ဆိုးတယ်ပေါ့နော်သူများအကျိုးပြပြမှုဆိုတာပို့ရေးကြီးတယ်ပေါ့သူများအကျိုးမပျက်စီးဘူးဆိုလို့ရှိရင်တော့ကိုကာဝယ်တဲ့အနေနဲ့လိန်လိုက်တယ်သိတယ်မသိဘူးလို့ပြောလိုက်တယ်ပြဿနာမတက်ချင်ဘူးရှိတယ်ဆိုတာသိရတဲ့နဲ့မရှိဘူးပြောလိုက်တယ်ကိုပစ္စည်းမပေးခြင်းလို့မရှိဘူးပြောအဲ့လိုမျိုးဆိုလိုတာမဟုတ်ဘူးဒုစရိုက်နဲ့ပတ်သက်တဲ့မူတော်အဲ့ဒါကိုရှင်းရှင်းလင်းလင်းနားလည်ဖို့လိုတယ်ရသော်ဘုရားကိုယ်တိုင်ကမူတော်ဝါဒနဲ့ပတ်သက်ပြီးတော့ဆွေမျိုးညာတိတို့ရဲ့အလဲမှာဖြစ်စေပရိသတ်တွေရဲ့အလဲမှာဖြစ်စေရုံးပြင်ကနာတက်ပြီးတော့ဖြစ်စေသူ့ကိုတတ်သိအရာထားမေးလို့ရှိရင်တဲ့မသိပဲနဲ့သိတယ်လို့ပြောတယ်သိရတဲ့နဲ့မသိဘူးလို့ပြောတယ်အဲ့လိုပြောသည့်အတွက်ကြောင့်တစ်ဖက်သားအနစ်နာသွားတယ်ဆိုအဲ့ဒီမူတာဝါဒမျိုးဆိုလိုတယ်အကျိုးစီးပွားဖြည့်ဆည်းပြတဲ့မူတာဝါဒမျိုးဆိုလိုတယ်ပေါ့သို့တော့အကျိုးစီးပွားမဖြစ်တဲ့မူတာဝါဒကိုပြောတဲ့သလားဆိုတာအဲ့လိုကြီးတော့လည်းပြောတဲ့တယ်လို့တော့ပြောတာမဟုတ်ဘူးသို့တော့ဒုစရိုက်အနေနဲ့မဟုတ်ဘူးသူ့မှာရည်ရွယ်ချက်ရှိတယ်လေသူကြောက်လို့လိမ့်နေဆိုတာအကြောက်ပြေတာပေါ့မပေးခြင်းလို့လိမ့်နေဆိုရင်တော့မပေးရတော့ဘူးပေါ့ဘယ်သူမှအကျိုးစီးပွားမပြည့်စည်ဘူးလေအကျိုးစီးပွားမပြည့်စည်သည့်အတွက်ကြောင့်ပြောမယ်ဆိုရင်ဒီဒုစရိုက်အရာမုဒ္ဒဝါဒမဖြစ်ဘူးလို့ပြောရမှာပေါ့သို့တော့မြတ်စွာဘုရားကဆုံးမတာတော့ရှိစရာအနေနဲ့တော့မုဒ္ဒဝါဒတော့မပြောပါနဲ့လို့ဆုံးမတာမုဒ္ဒဝါဒလှုပ်လိုက်လို့ရှိရင်လူဟာလိန်ထပ်သွားလို့ရှိရင်လိန်ချင်းဆိုတဲ့မှောင်ရိပ်မှာကွယ်ပြီးတော့မဟုတ်တာလှုပ်တတ်တယ်ဒါကြောင့်မို့လိန်မို့တော့မကြိုးစားနဲ့လို့ပြောရမှာဒါအပြစ်မရှိဘူးပြောတာမဟုတ်ဘူးမလိန်ကောင်းမှုလိန်ကောင်းတယ်လို့ပြောတာမဟုတ်ဘူးအတိပ္ပယ်ကအပြစ်ကြီးတဲ့မုဒ္ဒဝါဒဆိုတာလူတယောက်ရဲ့အကျိုးစီးပွားကိုပျက်စီးအောင်ပြောတဲ့မုဒ္ဒဝါဒမျိုးငါးပါးသီလမှာပါတာအဲ့ဒါမျိုးဆိုလို့တယ်အဲ့တော့မမှန်မကန်ပြောရခြင်းတူပေမဲ့လို့ရှိရချက်အမျိုးမျိုးရှိတယ်ရှိရချက်အမျိုးမျိုးရှိတယ်အဲ့တော့သူကစဉ်းစားတာတယောက်ယောက်ကငါ့ကိုလိမ့်လေလှည့်ပြပြောစားခြင်းဖြင့်ငါရဲ့အကျိုးစီးပွားတွေကိုဖျက်ဆီးမယ်ဆိုရင်ငါကြိုက်မှာမဟုတ်ဘူးငါအနေနဲ့လည်းမုဒ္ဒဝါဒပြောပြီးသူများရဲ့အကျိုးစီးပွားကိုဖျက်ဆီးမယ်ဆိုရင်သူများကလည်းကြိုက်မှာမဟုတ်ဘူးသူများမကြိုက်တဲ့ဟာဒီငါမကြိုက်တဲ့အရာဒီသူများမကြိုက်တဲ့အရာပဲဖြစ်တယ်သူများမကြိုက်တဲ့အရာကိုငါဘာလို့လုပ်ရမှာလဲအဲ့လိုစဉ်းစားပါတဲ့အဲ့လိုစဉ်းစားလိုက်ပြီးတော့ကိုယ်တိုင်လည်းလိမ်လီမှုမလုပ်ဘူးသူများကိုလည်းလိမ်ဖို့မတိုက်တွန်းဘူးလိမ်လီခြင်းရဲ့ခုံကျေးဇူးကိုလည်းမပြောဘူးဆိုလို့ရှိရင်ကိုယ်မှာသုံးဘက်သုံးတန်ကစင်ကြယ်တဲ့ကိုကျင့်တရားတစ်ခုရပါတယ်လုံးဝစင်ကြယ်တဲ့ကိုကျင့်တရားတစ်ခုရအထို့တူပဲနောက်တစ်ခုကဘာလို့ဆိုရင်လူတွေရဲ့နှုတ်မှာတယောက်နဲ့တယောက်ချစ်ခင်ပြီးတော့တဦးနဲ့တဦးမိတ်ဆွေရင်ဖြစ်နေပြီဆိုလို့ရှိရင်ကြားဝင်ပြီးတော့ချင်းထဲတတ်တယ်အချွန်နဲ့မှတ်တတ်တယ်အဲ့ဒါမျိုးဟာရှိတယ်လူတွေမှာမတည့်အောင်လုပ်တတ်တယ်ပေါ့
အဲ့ဒါကိုပိတုနာဝါစာလို့ခေါ်တယ်ပိတုနာဝါစာပိတုနာဝါစာဆိုတဲ့စကားလုံးကတစ်လုံးစီရဲ့အဓိပ္ပာယ်ကိုယူထားတာပိဆိုတာချစ်ခင်မှုသူဆိုတာတုံညစိတ်သုံးသွားအောင်နာဆိုတာပြုလုပ်ခြင်းတဦးနဲ့တဦးကခင်မင်းနေတာကိုပျက်စီးသွားအောင်ချားဝင်ပြီးတော့ခုံးတိုက်တာအဲ့ဒါကိုပိတုနာဝါစာလို့ခေါ်တယ်အဲ့တော့လူတွေဟာစိတ်ဓာတ်ကလူတစ်ယောက်ကိုသူတို့နှစ်ယောက်ကွဲသွားစေခြင်းနဲ့ကိုယ့်ဘော်ကိုတော့ကျေးဇူးတင်စေခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်နဲ့ဒါမျိုးလုံးလေးရှိတတ်တယ်ပေါ့နော်လုံးလေးရှိတတ်တယ်အဲ့ဒါကြောင့်မို့မိတ်ဆွေတွေချင်းချင်းကွဲပြားသွားအောင်မပြောရဘူးတဲ့အဲ့တော့တချို့ကတယောက်ယောက်ကငါနဲ့မိတ်ဆွေနဲ့ကွဲသွားအောင်ခုံးတဲ့စေကပြောမယ်ဆိုရင်ငါကြိုက်မှာမဟုတ်ဘူးထို့တူပဲငါကသူ့နဲ့သူ့မိတ်ဆွေနဲ့ကွဲအောင်ပြောမယ်ဆိုရင်သူ့လည်းကြိုက်မှာမဟုတ်ဘူးသူမကြိုက်တဲ့ငါမကြိုက်တဲ့ဟာဒီသူမကြိုက်တဲ့ဟာပဲဖြစ်တယ်သူမကြိုက်တဲ့အရာငါဘာလို့လုပ်ရမလဲကိုချင်းစာတရားထားလိုက်ပါတဲ့အဲ့လိုထားပြီးတော့ခုနလိုပဲပိတုနာဝါစာကနေပြီးတော့ကိုယ်တိုင်လည်းရှောင်တယ်သူများကိုလည်းတိုက်တွန်းခြင်းမလုပ်ဘူးချီးမွမ်းစကားလည်းမပြောဘူးဆိုလို့ရှိရင်သုံးဘက်သုံးတန်ကစင်ကြယ်သူဖြစ်သွားမယ်ဒါကိုချင်းတရားနဲ့ပတ်သက်ပြီးကိုယ့်ကိုစဉ်းစားပြီးတော့စင်ကြယ်တာဖြစ်အောင်ကြိုးစားဖို့မြတ်စွာဘုရားသွန်သင်ပြတာနော်နောက်တစ်ခုကဘာလို့ဆိုရင်ဖရုဒဝါစာဖရုဒဝါစာဆိုတာချမ်းတမ်းတဲ့စကားဆိုတာတစ်ဖက်သားမခံကျင်တဲ့စကားအဲ့တော့မခံကျင်တဲ့စကားဆိုတာဆဲတာပဲနော်ဆဲတဲ့စကားဆဲရတာဘာပဲညာပဲနဲ့ဆဲတာဆဲရခြင်းကမျိုးစုံရှိတယ်ဆဲရခြင်းကမျိုးစုံရှိတယ်ဆဲရလူကြီးပြောတာဆိုလို့ရှိရင်အသားမဲပြီးဝါတုတ်တုတ်ကိုမဲတုတ်လို့ခေါ်တာမျိုးလေဒါဆဲတာတစ်ခုပဲဆဲရခြင်းပဲဖြစ်တယ်နော်ဝါတုတ်လို့ပြောရင်လည်းဒါဆဲရတာလို့ဖြစ်တယ်အသားရောင်ကြည့်ပြီးတော့ပြောတာယောဂကြည့်ပြီးတော့ပြောတာပုံပန်းတရံကြည့်ပြီးတော့ပြောတာအဲ့ဒါတွေကဆဲရတဲ့စကားလို့ဒီလိုသတ်မှတ်တယ်အဲ့ဒါတွေဆဲခြင်းဆဲမျိုးဆိုတာအမျိုးစုံဆဲတယ်ယောဂနဲ့ဆဲတယ်ကိလေသာနဲ့ဆဲတယ်နာဘူးလို့ပြောရင်ဒါကိလေသာနဲ့ဆဲတယ်လို့ခေါ်တယ်အယူလို့ပြောရင်လည်းဒါဆဲတယ်လို့ခေါ်တယ်တော့တစ်ဖက်သားမခံနိုင်အောင်လုပ်တဲ့ဟာတွေမှန်သမျှဖရုဒဝါစာလို့ခေါ်တယ်နော်ဖရုဒဝါစာလို့ခေါ်တယ်အဲ့ဒီဖရုဒဝါစာနဲ့ပတ်သက်ပြီးတော့လေကိုယ့်ကိုစဉ်းစားလိုက်ပါငါကသူများကိုဆဲရတိုင်းထွာပြောရင်သူများကကြိုက်မှာမဟုတ်ဘူးငါကိုလာပြီးဆဲရတွဲထိုင်ရင်လည်းငါမကြိုက်ဘူးသူလည်းမကြိုက်ဘူးငါလည်းမကြိုက်ဘူးသူမကြိုက်တဲ့အရာသည်ငါမကြိုက်တဲ့အရာသည်သူမကြိုက်တဲ့အရာပဲဖြစ်တယ်အဲ့တော့သူမကြိုက်တဲ့အရာမျိုးကိုငါဘာလို့သူများသွားလောက်အောင်မှာလဲဆိုတဲ့ကိုကျင်းစာတရားထားလိုက်ပါတဲ့ထားပြီးတော့ဖရုဒဝါစာဆိုတာဆဲရခြင်းကကိုယ်တိုင်လည်းမဆဲဘူးသူများကိုလည်းအဆဲမခိုင်းဘူးဆဲရခြင်းရဲ့ချီးမွမ်းစကားကိုလည်းမပြောဘူးဆဲတာကောင်းတယ်လို့မပြောဘူးလို့ဆိုလို့ရှိရင်အချက်၃ချက်ကနေပြီးတော့သူကစင်ကြယ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ထို့တူပဲတန်ဖတ်ပလာပါဆိုဒီတန်ဖတ်ပလာပါဆိုတဲ့စကားကကျေပြန့်တယ်သူကပိန်ဖြင်းသောစကားလို့ဘာသာပြန်ကြတာအတိတ်ပဲသိပေါ်ခြင်းမပေါ်မယ်ပေါ့နော်ပိန်ဖြင်းတယ်ဆိုတာနှစ်သာရမရှိတဲ့စကားအဆုံးမလည်းမဟုတ်ဘာမှအကျိုးသက်ရောက်မှုမရှိတဲ့မဟုတ်မမှန်လုံးကြံပြောဆိုတဲ့စကားမျိုးတွေသူကပြောတဲ့အချိန်ပြောတာလည်းမဟုတ်ဘူးဆုံးမစကားနဲ့လည်းမပတ်သက်ဘူးတရားနဲ့လည်းမပတ်သက်ဘူး
ဘာနဲ့မှဘယ်ဘက်ကကြည့်ကြည့်ဘာမှအနှစ်သာရမရှိတဲ့စကားမျိုးတွေကိုတမ္ဖပလပ္ပလို့ခေါ်တယ်ဒါရင်မကဘူးသူကတန်ဟိတဒုက္ခပလပတိဣတိနာတိတမ္ဖပလပေါ်တယ်လူတယောက်ရဲ့အကျိုးစီးပွားအကြောင်းတရားနဲ့ချမ်းသာကိုဖျက်ဆီးတတ်တဲ့အရာလို့ဆိုလိုတာတလွဲကိုနားလည်သွားတာမျိုးတွေလူတယောက်ကိုမကောင်းတဲ့ဘက်ကိုရောက်သွားအောင်သွေးဆောင်ပြောဆိုတဲ့အရာတွေဖြစ်မှာအဲ့တော့တမ္ပပလပဆိုတဲ့စကားကိုနားထောင်ရင်ဒီပုဂ္ဂိုလ်ကတလွဲတွေမှတ်ယူပြီးတော့တလွဲအတွေးတွေတွေးတယ်တလွဲအလုပ်တွေလုပ်တယ်လူလောကမှာဘာမှတန်ဖိုးမရှိတဲ့အလုပ်တွေလုပ်တယ်သင်္ကန်းစာပေးတာလည်းမဟုတ်ဘူးဘဝရဲ့အနေထိုင်ဘဝသင်္ကန်းစာလည်းမရဘူးအတွေးခေါ်တွေလည်းလွဲချော်သွားတယ်အကျိုးစီးပွားတွေလည်းပျက်စီးတယ်ဆိုတဲ့စကားမျိုးသူကတော့အတမကျဲတယ်အဲ့တော့တမ္ပပလပနဲ့ပတ်သက်တဲ့ဟာတော့မြတ်စွာဘုရားကဘာဟောတော့ဆိုမန္တာလည်းမဟုတ်ဘူးတဲ့ပြောတဲ့အချိန်လည်းမဟုတ်ဘူးတရားနဲ့လည်းမပတ်သက်ဘူးဆုံးမတာနဲ့လည်းမပတ်သက်ဘူးသင်္ကန်းစာပေးတဲ့စကားမျိုးလည်းမဟုတ်ဘူးဟောဘာမှအနှစ်သာရမရှိဘဲနဲ့လူရဲ့အတွေးခေါ်တွေလွဲချော်သွားစေတဲ့စကားမျိုးတွေကိုတမ္ပပလပလို့ခေါ်တယ်အဲ့ဒါကိုဒီတမ္ပပလပဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အထက်ကရာတွေကတော့ဘာရေးတုံဆိုဟိန္ဒူပုံမြင်နေမှာလာတဲ့နော်ရာမယဏဇတ်ကိုရည်ညွှန်းပြီးတော့ပြောလို့ရှိတယ်နော်ဓာတဂိရိတို့မေတိတာကိုခေါ်ဆောင်သွားတာတို့ဓာတဂိရိဘီလူကခေါ်သွားတာတို့အဲ့ဒီဇလန်နေဟာအလကားတွေလို့ရေးရရှိတယ်သူကအဲ့ဒီဇလန်နေလို့ရည်ညွှန်းပြီးတော့ပြောလို့ရှိတယ်တော့အဲ့ဒီရာမယဏဇတ်ကိုတမိုးထားတဲ့လူတွေကတော့မကြိုက်ဘူးပေါ့နော်ဒီစကားကိုကြိုက်ချင်မှကြိုက်မယ်သို့သောရှင်မဗုဒ္ဓဂောသတို့အထက်ကရာဆရာတွေကတော့တမ္ပပလပဆိုတာဘယ်လိုဟာတော့ဆိုရင်မေတိတာဓာတဂိရိကနေခိုးသွားတာတို့အဲ့ဒါမျိုးတွေဒီလိုဇလန်းတွေရာမယဏဇတ်မှာလာတဲ့ဇလန်းမျိုးတွေကိုတမ္ပပလပလို့နမူနာထုတ်ပြတယ်သူကတော့ယဉ်ကျေးမှုအရတမ္ပဒီရာမယဏဇတ်ဆိုတာလေအိန္ဒိယလာတဲ့ရာမယဏဇတ်ကိုရှစ်ပေါင်းတော်ကြာအောင်ကပြကြတာအခုအင်ဒိုနီးရှားတို့လည်းပဲဒီရာမယဏဇတ်ကလာပဲဗမာပြည်မှာလည်းရာမယဏဇတ်တွေကတယ်နော်ထိုင်းမှာလည်းကတယ်အဲ့ဒီဇလန်တွေကိုရည်ညွှန်းပြီးတော့ဒါအကျိုးမရှိတဲ့ဟာတွေလို့မဟုတ်မမှန်လုံးကြံထားတာတွေလို့ဘာမှလည်းတန်ဖိုးမရှိဘူးပေါ့လေအဲ့ဒါလို့အထက်ကရာကျမ်းတွေကတော့အဲ့လိုရေးတယ်အဲ့တော့တမ္ပပလပဆိုတာခုနပြောသလိုတရားနဲ့လည်းသက်ဆိုင်တာမရှိဘူးဆုံးမမှုနဲ့လည်းသက်ဆိုင်တာမရှိဘူးလူဘဝကောင်းကျိုးချမ်းသာပေးတဲ့နိလန်းနဲ့လည်းပတ်သက်မှုမရှိဘူးအဲ့ဒါလို့အလေးနတ်တော့တန်ဖိုးမရှိတဲ့စကားမျိုးတွေကိုခုခေတ်ပြောတဲ့အပလာတွေပေါ့နော်အဲ့ဒါမျိုးတွေကိုတမ္ပပလပလို့ခေါ်တာလို့သူတို့ပဲကြံမြင့်မှာသူ့အဓိပ္ပာယ်ကတော့တန်ဟိတဒုက္ခပလပတိဝိနာသေတိတိတမ္ပပလပောဆိုတန်ဖဆိုတာအကျိုးစီးပွားနဲ့ချမ်းသာဒုက္ခကိုဖျက်ဆီးတဲ့စကားမျိုးတဲ့လူရဲ့အကျိုးစီးပွားနဲ့ကောင်းတာတွေကိုဖျက်ဆီးတဲ့စကားမျိုးအဲ့တော့အတွေးခေါ်တွေလွဲမှားသွားစေတဲ့စကားမျိုးတွေကတမ္ပပလပစကားလို့ပြောနိုင်တယ်အတွေးခေါ်တွေလွဲမှားသွားစေတဲ့အကြောင်းအရာအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပဲသူကစဉ်းစားတယ်ငါဟာသူများကလာပြီးတော့အကျိုးမဲ့စကားတွေနဲ့ပြောပြီးတော့ငါရဲ့အတွေးခေါ်တွေမှားယွင်းအောင်လုပ်ရင်ငါကြိုက်မှာမဟုတ်ဘူးငါကလည်းသူ့ကိုတ
တမ္ပပလပပြောပြီးတော့အတွေးခေါ်လွယ်မောင်းလို့ရင်သူ့လည်းကြိုက်မှာမဟုတ်ဘူးငါမကြိုက်တဲ့အရာသူမကြိုက်တဲ့အရာဟာငါမကြိုက်တဲ့အရာပဲဖြစ်တယ်ဒါကြောင့်သူများမကြိုက်တဲ့အရာကိုငါဘာလို့လုပ်ရမှာလဲလို့ကိုချင်းစာတရားနဲ့စဉ်းစားလိုက်ပါတဲ့အဲ့ဒါလို့စဉ်းစားလိုက်ပြီးတော့ကိုယ်တိုင်လည်းတမ္ပပလပကိုရှောင်လိုက်ပါသူများကိုလည်းတမ္ပပလပပြောဖို့မတိုက်တော့မှနဲ့တမ္ပပလပရဲ့ကောင်းကျိုးကောင်းတယ်ဆိုတာကိုလည်းပဲမချီးမွမ်းမှနဲ့လို့မြတ်စွာဘုရားအဲ့ဒါလို့ဆိုလို့ရှိရင်သူ့ရဲ့နှုတ်အကျင့်ဟာရှုထောင့်၃ခုကနေပြီးတော့သူ့ရဲ့နှုတ်အကျင့်ဟာစင်ကြယ်သွားတယ်အလုံးပေါင်းလိုက်တဲ့အခါကျတော့ကာယကံ၃ပါးဝစီကံ၄ပါးနဲ့ပတ်သက်ပြီးတော့စင်ကြယ်မှု9ပါးဖြစ်သွားရနော်ကိုချင်းစာတရားထားပြီးတော့ကိုယ့်ရဲ့ကာယကံဝစီကံစင်ကြယ်အောင်ကိုချင်းတရားကောင်းအောင်တွန့်တင်ပြတာတဲ့ကိုချင်းစာတရားပဲဖြစ်တယ်ပေါ့ဒုစရိုက်တွေကိုမကျွလွန်ဘူးအဲ့ဒါလို့လုပ်ပြီးတဲ့အခါကျအဲ့ဒီပုဂ္ဂိုလ်ဟာမြတ်စွာဘုရားအပေါ်မှာနှစ်ကအသိဉာဏ်နဲ့ယုံကြည်သက်ဝင်မှု blind faith မဟုတ်ဘူးမျက်ကန်းယုံကြည်မှုမဖြစ်ရဘူးဘုရားပေါ်မှာယုံကြည်တဲ့အခါမှာတကယ်ကိုနှစ်ကယုံကြည်တာအသိဉာဏ်နဲ့စဉ်းစားပြီးမှယုံကြည်လိုက်ခန္ဓာမျက်ကန်းယုံကြည်မှုမဟုတ်ဘူးအသိဉာဏ်နဲ့ယုံကြည်တယ်ဓမ္မတရားပေါ်မှာအသိဉာဏ်နဲ့ယုံကြည်တယ်သံဃာပေါ်မှာအသိဉာဏ်နဲ့ယုံကြည်တယ်အရိယာသူတော်ကောင်းတွေမြတ်နိုးတဲ့သီလပေါ်မှာလည်းမကျိုးမပေါက်မပြောက်မကြအောင်ထိမ့်သိမ်းဆောလျှောက်တယ်ဆိုတော့ခုနတုန်းကဒုစရိုက်တရားကိုရှောင်ကျင်တဲ့သူတော်ကောင်းတရား9ပါးတတ္တဟိတတ္တမိသူတော်ကောင်းတရား9ပါးဒုစရိုက်တွေကိုအောင်လိုက်တာကာယဒုစရိုက်3ပါးဝစီဒုစရိုက်4ပါးကိုရှောင်ကျင်တယ်နောက်ဖရာတရားသံဃာယရဏ3ပါးနဲ့သီလ၅ပါးသီလကိုမျက်မျက်နှုံနှုံထိမ့်သိမ်းဆောလျှောက်တယ်ဆိုအလုံးပေါင်းလိုက်တဲ့အခါကျတော့9ပါးရဲ့တရား4ပါးရဲ့4ခုရဲ့နော်17ပါးအဲ့ဒီအရေးချင်း17မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်အရေးချင်း17မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာကိုပြောခြင်းပြောလို့ရတယ်တဲ့ဘာပြောရမလဲငါတို့ကတော့ဘယ်တော့မှငရဲမကြဘူးငါမှငရဲကြနိုင်တဲ့အကုသိုလ်မရှိဘူးကုန်နေပြီငါဘယ်တော့မှတိရစ္ဆာန်ဘဝမရောက်ဘူးတိရစ္ဆာန်ရောက်စေနိုင်တဲ့တရားတွေငါမှကုန်နေပြီငါဘယ်တော့မှပြိတ္တာဘဝမဖြစ်ဘူးပြိတ္တာဘဝဖြစ်နိုင်တဲ့တရားငါမှမရှိဘူးငါဘယ်တော့မှအပင်ငယ်ပဲဒုက္ခတိကိုကြမဲ့ပုဂ္ဂိုလ်မဟုတ်ဘူးငါဟာတကယ်သောတာပန်ပဲလို့ငါဟာတကယ်သောတာပန်ဖြစ်တယ်ကိုယ်ဆန္ဒမပါပဲအပင်ငယ်ကြတာမျိုးမရှိဘူးအထက်မဲ့ဖို့ရဝရအတွက်ကိန်းသေးတယ်จิตသေးကြတယ်လို့ကိုပြောခြင်းပြောလို့ရတယ်လို့မြတ်စွာဘုရားကနောက်ဆုံးမှာကိုချင်းစာတရားကနေပြီးတော့ကိုလူတော်လူကောင်းဖြစ်ပြီးတော့ကိုအာမခံချက်ပေးနိုင်တဲ့အဆင့်ထိအောင်မြတ်စွာဘုရားဟောတယ်အဲ့ဒါလို့ဟောလိုက်တဲ့အခါကျတော့ဝေလူတွာရရွာကလာတဲ့ပုံနာတွေရွာသူရွာသားတွေဟာမြတ်စွာဘုရားကိုဝမ်းမြောက်ဝမ်းသာလျှောက်ကြတယ်ရှင်ဘုရားရှင်းပြတာကောင်းလိုက်တာတပည့်တော်တို့ဟာဒီကနေ့ကစပြီးရှင်ဘုရားကိုကိုးကွယ်စိတ်ကပ်ပါတယ်တရားကိုလည်းကိုးကွယ်စိတ်ကပ်ပါတယ်သံဃာကိုလည်းကိုးကွယ်စိတ်တပည့်တော်တို့ကိုရှင်ဘုရားကိုးကွယ်စိတ်ကပ်တဲ့ဥပဒကဥပတိကမတွေလို့မှတ်တော်မူပါလို့မြတ်စွာဘုရားကိုလျှောက်ကြားကြတယ်အဲ့တော့ရှေးတုန်းကဗုဒ္ဓဘာသာအဖြစ်ခံယူတယ်ဆိုတာဗုဒ္ဓဘာသာဆိုတဲ့အသုံးမဟုတ်ဘူးဥပဒကဥပတိကဆိုတဲ့အသုံးနဲ့သုံးတာဖြစ်တယ်ဗုဒ္ဓဘာသာဆိုတဲ့အသုံးလုံးကမြန်မာပြည်ကထွင်ပြီးတော့သုံးလိုက်တဲ့စကားလုံးသာဖြစ်တယ်မြတ်စွာဘုရားရဲ့အသုံးလုံးကဥပဒကနော်ဥပဒကရဲ့အဓိပ္ပာယ်ကယရဏသုံးပါးကိုစိကတ်သူအမျိုးသမီးကဥပတိကအမျိုးသားကဥပဒကအဲ့ဒါလို့ယရဏသုံးပါးကိုအသက်တဆုံးဆုံးကတ်သူလို့မှတ်ယူပါလို့မြတ်စွာဘုရားကိုလျှောက်ပြီးတော့မြတ်စွာဘုရားကိုဖရာ
တရားတန်ခါယရဏသုံးပါးကိုကိုယ်ဝစီကတ်တဲ့ပုဂ္ဂိုလ်တွေအဖြစ်လျှောက်ထားကြတယ်တဲ့ဒါဟာဝေလူဒွါရိယသုတ်တံမှာမြတ်စွာဘုရားဟောတဲ့ကိုချင်းစာတရားပဲဖြစ်တယ်ကိုချင်းစာတရားထားပြီးတော့လူတော်လူကောင်းဖြစ်အောင်ကြိုးစားကြရမှာဖြစ်တယ်တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့ကိုချင်းစာတရားထားခြင်းအပြင်မိမိတို့ကိုမိမိတို့လူတော်လူကောင်းအဖြစ်စဉ်းစားတွေးခေါ်ပြီးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားအားထုတ်နိုင်တယ်ဆိုတာဒီသုတ်တံအရထင်ရှားလို့ကိုယ်စီစိတ်ဝင်စားကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုရှိစေချာရအောင်အရှင်ဖေယဖေယတပည့်တော်တို့သည်ဓမ္မအသိဉာဏ်ရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအသိဉာဏ်ရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ကျင်ပါပြုလို့ကြ၍အဘဒဒါနာဓမ္မဒါနာတရားလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖာအဖို့အဖွာဆရာသမားမှစ၍ကဝသူကဝသာလူနတ်မြမတတ္တဝါများတို့အားအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံးသာသနာ့မြတ်ယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအာလုံးသာသနာ့မြတ်ယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအာလုံးသာသနာ့မြတ်ယူတော်